အီရန်ထူးသမျှဒုံးကြီးတွေကိုအစွမ်းမဲ့စေခဲ့တဲ့အမေရိကန်အာကာသတပ်ဖွဲ့နဲ့စိုက်ဘာကွက်ကဲမှုဌာနတို့ရဲ့အစွမ်းအီရန်အနေနဲ့အမေရိကန်ကိုရင်ဆိုင်မှုအားလုံးကိုအကွက်ကြကြစီစဉ်ထားပြီးပြီလို့ထင်နေခဲ့တာပါဒုံးကြီးတွေနဲ့ဒရုန်းတွေဒီနှစ်ခုလုံးကိုပေါင်းဆက်အသုံးချပြီးအမေရိကန်ရဲ့ Operation Epic Fury စစ်စင်ရေးကြီးကိုအဆုံးသတ်သွားအောင်လုပ်နိုင်လိမ့်မယ်လို့သူတို့ယုံကြည်ခဲ့ကြပါသည်ဒါပေမဲ့အဲ့ဒါကအီရန်အတွက်အမှားကြီးပါပဲအီရန်ကရိုးရိုးလက်နက်တွေကိုတိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာအမေရိကန်ကတော့ Space War လို့ခေါ်တဲ့အာကာသစစ်ပွဲကိုစတင်လိုက်လို့ပါပဲဒါဟာသိပ္ပံစိတ်ကူးရင်ရုပ်ရှင်တွေကလို့မယုံနိုင်စရာနည်းပညာတွေနဲ့အီရန်ရဲ့အဖိုးတန်ဆုံးလက်နက်တွေကိုအမြင့်ပြတ်ချေမှုန်းနေတာဖြစ်ပြီးပြိုလဲလို့နေပါဖြစ်နေတဲ့တီဟီရန်အစိုးရအနေနဲ့ဘာမှပြန်မလုပ်နိုင်တဲ့အခြေအနေပါဘယ်လိုလဲဆိုတော့အမေရိကန်ဟာဂျိုဒူတွေကိုအသုံးချပြီးအီရန်ရဲ့ဒုံးကျည်ပစ်စင်တွေကိုအနုစိတ်ဖျက်ဆီးပစ်နေတာပါအခုလောလောဆယ်မှာတော့အာကာသတွေကနေလေဆာနဲ့ပစ်ခတ်နေတာမျိုးမဟုတ်သေးပေမဲ့အမေရိကန်လှုပ်ဆောင်နေတဲ့နီလန်ကတော့တကယ်ကိုပါနဲ့လွန်ပါရီဘယ်လိုလဲဆိုတော့အီရန်ကဒုံးကျည်ဒဇင်စတင်ပြစ်လွှတ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီနေရာကိုချက်ချင်းသိရှိသွားပြီးမိနစ်ပိုင်းအတွင်းမှာပဲအပြည့်ရှင်းပစ်တဲ့နီလန်ပဲဖြစ်ပါရီဒါတွေကိုနားလည်ဖို့အခြေအနေကိုတစ်ချက်ကြည့်လိုက်ရအောင်ပြလက်ရှိမှာအီရန်ရဲ့စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အုံတွေကအပိုင်းပိုင်းဆဆပျက်စီးနေပြီဖြစ်တဲ့အတွက်သူတို့ကလူသူမနီးတဲ့တတိတခြားနေရာတွေကနေပဲဒုံးကြီးတွေကိုခိုးကြောင်ခိုးဝက်ပြစ်လွှတ်နေရပါရီအဲ့ဒါတော့အီရန်ကတော်တော်လေးတတိထားနေရတာပါအမေရိကန်ရဲ့တိုက်လေယာဉ်တွေနဲ့ပုံကျဲလေယာဉ်တွေကသူတို့ရဲ့ကောင်းကင်ယံမှာကင်းလှည့်နေတဲ့ဆိုတာတည်ထားတဲ့အတွက်ဒုံးကြီးဒဇင်ပစ်မယ်ဆိုရင်ဘေးကင်းတဲ့နေရာကနေအမြန်ဆုံးပစ်လွတ်ပြီးအမေရိကန်ဘက်ကတုံ့ပြန်မှုမလာခင်ဒုံးကြီးပစ်စင်ကိုအမြန်ဆုံးပြန်ဖွက်နေရတာဖြစ်ပါရီသူတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးရေဒါတွေကအခြေအနေကောင်းတယ်လို့အချက်ပြနေသွေးအမေရိကန်တိုက်လေယာဉ်တွေရောက်မလာခင်မှာသူတို့အချိန်ရမယ်လို့အီရန်ကထင်နေခဲ့တာပါဒါပေမဲ့အီရန်တို့မသိလိုက်တဲ့အချက်ကတော့သူတို့ဒုံးကြီးပစ်စင်ကိုအပြင်ထုတ်ပြီးဒုံးကြီးစပစ်လိုက်တာနဲ့အာကာသရဲ့အနက်ရှိုင်းဆုံးနေရာတစ်ခုမှာတခုခုဖြစ်ပျက်သွားတယ်ဆိုတာပါပဲဒေါ်နယ်ထရန့်ရဲ့ပထမသက်တမ်းဖြစ်တဲ့2019ထဲမှာပဲတည်ထောင်ခဲ့တဲ့ US Space Force အာကာသတပ်ဖွဲ့ရဲ့ဂျိုဒူတွေကကမ္ဘာပတ်လမ်းထဲမှာရှိနေပါရီအဲဒီဂျိုဒူတွေကအနီရောက်ရောင်ခြည်အာယုံခံစင်ဆာတွေတက်ဆင်ထားပြီးအီရန်ရဲ့မြေပြင်ကို24နာရီပတ်လုံးစောင့်ကြည့်နေတာပါအီရန်ရဲ့ဒုံးကျည်စတင်ပြစ်လွှတ်လိုက်တာနဲ့အဲဒီကနေထွက်လာတဲ့အပူလိုင်းခြေရာကိုဂျိုဒူတွေကချက်ချင်းဖမ်းယူလိုက်မှဖြစ်ပါရီအဲဒါကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲဒုံးကျည်ပြစ်လွှတ်တဲ့နေရာကိုတိတိကျကျတည်သွားမှာပါပြီးတော့အီရန်ရဲ့ဒုံးကျည်စပြီးပြစ်လွှတ်လိုက်တာနဲ့အမေရိကန်ရဲ့မြေပြင်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကချက်ချင်းအသက်ဝင်သွားပါရီအဲဒီနောက်အီရန်ရဲ့ဒုံးကျည်ပြစ်မှတ်ကိုမရောက်ခင်မှာတင်ကြားဖြတ်ဖျက်ဆီးခံလိုက်ရမှာပါဒါဟာအီရန်အတွက်တကယ်ကိုတရင်ဆိုပါပဲနောက်ပြီးအီရန်တို့တခါမှထဲမတွက်ထားတဲ့အချက်ကတော့အာကာသတွေကဖမ်းမိတဲ့အပူလိုင်းခြေရာတွေကမြေပြင်ကဒုံးကျည်ပစ်စင်တွေကိုပါအစားဖြောက်ပျက်စီးသွားစေနိုင်တယ်ဆိုတာပါပဲ။ဘာလို့လဲဆိုတော့အမေရိကန်ရဲ့ဂျိုဒူတွေကဒုံးကျည်ပစ်စင်ရှိတဲ့နေရာကိုတီးလိုက်တာနဲ့အချက်လက်တွေကိုတိုက်လေရင်ဖိုင်းလို့စီချက်ချင်းပို့ပေးလိုက်ပါရီ။အဲဒီနောက်မှာတော့တိုက်လေရင်တွေကမိနစ်ပိုင်းအတွင်းမှာပဲဒုံးကျည်ပစ်လွှတ်တဲ့နေရာကိုရောက်ရှိလာပြီးအဝေးပစ်ဒုံးကျည်နဲ့အပိုင်အနိုင်ပစ်ခတ်လိုက်တာပါ။အဲဒါကြောင့်အီရန်စစ်သားတွေကသူတို့ပစ်လိုက်တဲ့ဒုံးကျည်အတွက်အောင်ပွဲခံဖို့တောင်အချိန်မရလိုက်ပါဘူး။တုံ့ပြန်မှုတွေရောက်လာပြီးဆိုတာကိုတော့သတိမထားမိခင်မှာပဲအမေရိကန်ရဲ့ဒုံးကြီးကသူတို့စီကိုတက်ထဲရောက်လာပြီးဒုံးကြီးပြစ်စင်ကြီးတစ်ခုလုံးပောက်ကွဲပြာကျသွားပါတော့တယ်ဒီလိုနေတဲ့အီရန်ရဲ့ဒုံးကြီးရန်ရာကြီးတစ်ခုလုံးကစစ်ပွဲတွေကနေတစ်ခုပြီးတစ်ခုဖယ်ရှားခံနေရတာပါဒါဟာအီရန်တော်တခါမှမကြုံဘူးတဲ့စစ်ပွဲမျိုးဖြစ်ပါရီသူတို့အနေနဲ့အမေရိကန်နဲ့အစ္စရေးရဲ့အန်တရယ်ကိုရင်ဆိုင်ဖို့နှစ်ပေါင်းများစွာကလေးကကြိုတင်ပြင်ဆင်ခဲ့ကြတာပါဒါပေမဲ့အာကာသတပ်ဖွဲ့ရဲ့အခမ်းကဏ္ဍကိုတော့တေချာထည့်မစင်စားနိုင်ခဲ့ပါဘူးအခုတော့အဲ့ဒီနီလန်ကအီရန်အတွက်ဘလို့မှမရှင်နိုင်တဲ့ကိစ္စဖြစ်လာရပါပြီတကယ်တော့အမေရိကန်မှာအာကာသကိုအသုံးချပြီးအီရန်ကိုချိန်မုန်းနေတဲ့တခြားနီလန်တွေအများကြီးရှိပါသေးတယ်အဲဒီထဲမှာအပူလိုင်းခြေရာခံဂျိုဒူတွေကအီရန်ရဲ့ဒုံးကျည်ပြူဟာအတွက်အကြီးမားဆုံးချိန်ချောက်မှုကြီးဖြစ်လာခဲ့ပါရီနယူးယောက်ပို့စ်ရဲ့ဖော်ပြချက်အရဒီလိုခြေရာခံတဲ့ဖြစ်စဉ်မှာဂျိုဒူတွေတင်မကပဲမြေပြင်ကအထူးစကန်တွေကလည်းပေါင်းဆက်လှုပ်ဆောင်နေတာလို့သိခဲ့ရတာပါဒီနေရာမှာထူးခြားတာကအမေရိကန်ဟာအရှေ့လယ်ပိုင်းကသူတို့ရဲ့စစ်ခြေဆိုင်စကန်တွေကနေတည်းမဟုတ်ပဲအမေရိကန်ပြည်ထောင်စုပြည်တွင်းထဲကနေပါဒီစစ်ပွဲကိုထိန်းချုပ်နေတာပါကောက်တီလုံးကြီးတွေမြေကြီးတွေမြုပ်ထားသလိုမျိုးထူးထူးဆန်းဆန်းပုံစံရှိတဲ့ Ray Drones လို့ခေါ်တဲ့ရေဒါမိုးခုံးကြီးတွေထဲမှာလေအဖွဲ့သားတွေကနားချိန်မရှိအလုပ်လုပ်နေကြပါရီဒီအထူးရေဒါစနစ်တွေက Space Force ဂျိုဒူတွေစီကနေရတဲ့ချက်လက်တွေကိုလက်ခံရယူပြီးအီရန်ကပြစ်လိုက်တဲ့ဒုံးကြီးတွေရဲ့ပြန်တမ်းမှုလမ်းကြောင်းနဲ့အဲဒီဒုံးကြီးတွေဘယ်နေရာကနေထွက်လာတယ်လဲဆိုတဲ့ဒီနေရာကိုစက္ကန့်ပိုင်းအတွင်းတွက်ချက်ပေးတာပါဒါတကယ်ကိုထိရောက်လုံးတဲ့နည်းပညာပေါင်းစပ်မှုဖြစ်ပြီးအီရန်ရဲ့ဒုံးကြီးပေါင်းရာနဲ့ချီကိုသူတို့ရဲ့ပြစ်မှတ်တွေနာမရောက်ခင်မှာတင်ကြိုတင်ဖျက်ဆီးနိုင်ခဲ့ပါရီပြောရရင်အမေရိကန်မှာအာကာသကိုအခြေခံထားတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်၃တက်ရှိနေတာပါနောက်ပြီးအဲ့ဒီအလွှာ၃ခုဖြစ်တဲ့ဂျိုဒူရေဒါနဲ့ရေဒုံးစတွေပေါင်းဆက်ပြီးကမ္ဘာပေါ်မှာတစ်ခါမှမမြင်ဘူးသေးတဲ့ဂျိုတင်သတိပေးစနစ်ကြီးကိုဖန်တီးထားတာဖြစ်ပါရီဒီနည်းပညာကြောင့်အမေရိကန်ဟာအီရန်မြေပြင်ပေါ်ကိုသူတို့ရဲ့ခြေလင်တပ်တွေအလုံးရင်းနဲ့ပို့စရာမလိုပဲစစ်ပွဲကိုထိန်းချုပ်ထားနိုင်ပါရီ Space Force အဖွဲ့ဝင်ဟောင်း Bree Frank က New York Post ကိုပြောပြတာကတော့ကျွန်တော်တို့ကတနက်ကင်ထားတဲ့စစ်သားအုပ်ကြီးကိုမြေပြင်ပေါ်ပို့စရာမလိုပဲအစင်းမြင့်နည်းပညာနဲ့အုံနောက်စွမ်းအားကိုတုံးပြီးတိုက်ခိုက်နေတာပါဒါကျွန်တော်တို့ကိုကမ္ဘာပေါ်မှာစွမ်းဆောင်ရည်အမြင့်ဆုံးတပ်ဖွဲ့ဖြစ်စေတယ်လို့အမေရိကန်စစ်သားတွေကိုလည်းအန်တရယ်ကနေကင်းဝေးစေပါတယ်လို့ဆိုပါရီအခုချိန်မှာအမေရိကန်ကအာကာသတွေကအမြင့်ဆုံးစစ်ဖြူဟာနယ်မြေကိုစိုးမိုးထားတာပါစစ်ပွဲတွေမှာအမြင့်ပိုင်းနေရာကိုယာထားတာကအမြဲတမ်းအားသာချက်ရှိပါရီဘ
ပတ်ဝန်းကျင်တစ်ခုလုံးကိုအပေါ်စီးကနေမြင်နေရတယ်လို့ရန်သူကကိုယ့်စီကိုလာတိုက်ဖို့ခက်ခဲစေလိုပါပြီ။နောက်ပြီးအခုလိုအာဂတာတွေကနေထောက်လန်းနိုင်တဲ့စွမ်းရည်ကတော့ကစားပွဲကိုလုံးဝပြောင်းလဲပစ်လိုက်တာပါ။အမေရိကန်ဟာတောင်ကုန်းတစ်ခုပေါ်ကနေကြည့်နေတာတော့မဟုတ်ပဲဂျိုဒူတွေကနေတဆင့်အီရန်တနိုင်ငံလုံးကို24နာရီပတ်လုံးအပေါ်စီးကနေမြင်နေရတာဖြစ်ပါတယ်။အခုချိန်မှာအီရန်ရဲ့ပြိုလဲလို့နေပါအစိုးရအနေနဲ့အမေရိကန်စိုးမိုးထားတဲ့ဒီ high ground အမြင့်ပိုင်းနယ်မြေကိုအာခံဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အရာပါ။အီရန်ဟာစစ်ပွဲတွေကို drone တွေဒုံးကျည်တွေယူလာခဲ့ပေမယ့်အမေရိကန်ရဲ့ဂျိုဒူတွေကိုတော့ဘာမှမတတ်နိုင်ခဲ့ပါဘူး။အမေရိကန်ရဲ့အာကာသနည်းပညာဟာအီရန်ပေါ်ဘယ်လောက်ထိတိုက်ရောက်မှုရှိသလဲဆိုတာကိုကြည့်မယ်ဆိုရင်အဖြေကရှင်းပါတယ်။လောင်ဝါကြောင်ရဲ့ဆိုရမလ၄ရက်နေ့ထိအီရန်ဟာအရှေ့လေပိုင်းကစစ်ဘက်ဆိုင်ရာနဲ့အရက်ဘက်ပြစ်မှတ်တွေကို ballistic missile ဒုံးကျည်ပေါင်း900ကျော်နဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲဒီချိန်မှာအီရန်ရဲ့ဒုံးကျည်တွေအားလုံးပြစ်မှတ်ကိုလွဲချော်တယ်လို့ပြောရင်တော့မှားပါလိမ့်မယ်။နည်းနည်းပပတော့ထိခဲ့ပါတယ်။ဒါပေမဲ့မလ2ရက်နေ့ထိစီးရင်တွေအရအမေရိကန်စစ်သည်6ဦးပဲသေဆုံးပြီး18ဦးပဲဒဏ်ရာရခဲ့တယ်လို့သိခဲ့ရတာပါ။ဒီလောက်နေပါလာတဲ့ထိခိုက်မှုနှုန်းကိုကြည့်ချင်းအပြင်အီရန်ပြစ်လိုက်သမျှဒုံးကျည်အများစုကသူတို့ရဲ့ပြစ်မှတ်ကိုမရောက်ခဲ့ဘူးဆိုတာသိသာပါတယ်။အဲဒီလိုဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့ပြောခဲ့တဲ့အာကာသတွေကအပူလိုင်းခြေရခံဂျိုဒူတွေကြောင့်ပါပဲ။ဒါအပြင် BBC ရဲ့ဖော်ပြချက်အရအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကအီရန်ရဲ့ဒုံးကျည်ပစ်စင်80%လောက်ကိုစစ်စင်ရေးစတင်ကလေးကဖျက်ဆီးနိုင်ခဲ့ပြီလို့လည်းသိရပါတယ်။အရင်ကတော့အီရန်ရဲ့အဓိကစစ်စခန်းတွေကိုပဲပြစ်မှတ်ထားခဲ့တာပါ။ဒါပေမဲ့အခုအီရန်ကလူသူမနီးတဲ့နေရာတွေကနေဒုံးကျည်တွေကိုခိုးပစ်ဖို့ကြိုးစားလာတဲ့ခါမှာလေအမေရိကန်ရဲ့အာကာသလက်နက်တွေကချက်ချင်းခြေရခံမိသွားတာဖြစ်ပါတယ်။ပြောရရင်အီရန်နေနဲ့ဒုံးကျည်တစ်စင်စပစ်လိုက်တာနဲ့ကောင်းကင်ယံကိုငါဒီမှာရှိတယ်လို့အချက်ပြပြီးလှက်လိုက်တယ်လို့ဖြစ်နေတာပါ။ဒါဟာအီရန်အစိုးရအတွက်အကြီးမားဆုံးပြဿနာပါပဲ။သူတို့ကအစ္စရေးဒါမှမဟုတ်အမေရိကန်နဲ့စစ်ဖြစ်ဖို့အတွက်နှစ်ပေါင်းများစွာပြင်ဆင်ခဲ့တာပါ။အဲဒီအတွက် ballistic missile ဒုံးကျည်ပေါင်း2000ကျော်ကိုစုဆောင်းထားခဲ့ပါပြီ။အီရန်ရဲ့ဗျူဟာကတော့ရန်သူကောင်းကင်ယံကိုဒုံးကျည်တွေ drone တွေနဲ့အလုံးရင်းနဲ့ပိတ်ဆို့ပြီးလေကြောင်းရန်ကာကွယ်စနစ်တွေကိုအလုံးမလုံးနိုင်အောင်လုပ်ဖို့ပါ။ဒါပေမဲ့အမေရိကန်ရဲ့ဂျိုဒူတွေပေါ်လာတဲ့ခါမှာတော့အီရန်ရဲ့ဒီဗျူဟာလုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။အခုဆိုရင်အီရန်ဟာဒုံးကျည်အလုံးရင်းနဲ့မပြစ်နိုင်တော့ပဲဒဇင်းချင်းစီကိုသာခက်ခက်ခဲပြစ်လွတ်နေရတဲ့အဆင့်ကိုရောက်သွားပါပြီ။အီရန်ရဲ့စစ်ဗျူဟာကိုလဲထိုးလိုက်တာကဂျိုဒူတွေတင်မဟုတ်ပါဘူး။ AI နဲ့ Cyber Tactics တွေပေါင်းစပ်လိုက်တဲ့အခါအီရန်ရဲ့ခုခံစနစ်တစ်ခုလုံးပြိုလဲသွားရတာပါ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့မှာအမေရိကန်နဲ့အစ္စရေးတို့ကဒုံးကျည်တွေဘုံးတွေနဲ့မတိုက်ခိုက်ခင်မှာတင် Non-kinetic လို့ခေါ်တဲ့ကြီးစံမလို့တဲ့ Cyber စစ်ပွဲကိုအရင်စားခဲ့တာပါ။အဲဒီတုန်းကအီရန်ရဲ့ကိုကဲရေးကွန်ရက်တွေရေဒါတွေနဲ့ဆက်သွယ်ရေးစနစ်တွေကိုအာကာသနဲ့ Cyber နယ်ပယ်ကနေအရင်ဆုံးပြစ်မှတ်ထားခဲ့ပါတယ်။ General Dangane ကတော့အမေရိကန်ရဲ့ Cyber ကွကဲမှုဌာနနဲ့အာကာသကွကဲမှုဌာနတို့ကအီရန်ကိုမျက်စိကန်းသွားအောင်နားမကြားအောင်နဲ့ဘာမှပြန်မလုပ်နိုင်အောင်အရင်ဆုံးဖျက်ဆီးပစ်ခဲ့တာလို့ဆိုပါတယ်။ဒါအီရန်ရဲ့မေယိုကိုလက်သီးပြင်းပြင်းနဲ့မထိုးခင်မှာသူတို့ရဲ့မျက်လုံးတွေကိုတဲနဲ့အရင်ပတ်လိုက်တယ်လို့ပါပဲ။အမေရိကန်လေတပ်အရာရှိဟောင်း Brand David Zia နဲ့ပြောပြတာကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတာပါ။ Space Force ကရေဒါရှိတဲ့နေရာကိုရှာဖွေပေးပြီးတာနဲ့ Cyber ကွကဲမှုဌာနကအဲ့ဒီစနစ်ထဲကိုထိုးဖောက်ဝင်ရောက်ပြီးပိတ်ချလိုက်တာဒါမှမဟုတ်တိမ့်ပိုက်လိုက်တာမျိုးပါပဲ။အဲဒီခါမှာအီရန်ရဲ့ကွန်ပျူတာတွေဟာအုတ်ခဲတခဲလိုဖြစ်သွားပြီးဘာမှအသုံးမကျတော့ပါဘူး။ဒီလိုနေပညာတွေပေါင်းဆက်လိုက်တာကြောင့်မလ23ရက်နေ့ထိအမေရိကန်နဲ့အစ္စရေးတို့ကအီရန်ရဲ့ပြစ်မှတ်ပေါင်း15000ကျော်ကိုအောင်မြင်မြင်တိုက်ခိုက်နိုင်ခဲ့တာပါ။အဲဒါကြောင့်ပဲအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးကွန်ရက်80%လောက်ကစစ်ပွဲစတဲ့ပထမ24နာရီအတွင်းမှာတင်ရပ်တန့်သွားခဲ့ပါပြီ။ဒါဟာမြေပြင်ကတရှိုးတွေလောက်တာမဟုတ်ပဲအာကာသတွေကဂျိုဒူတွေနဲ့စိုက်ဘာတိုက်ခိုက်သူတွေရဲ့လက်ချက်ဆိုရင်လည်းမမှားပါဘူး။ဒါတွေမကသေးပါဘူး။အမေရိကန်ဟာအီရန်ကိုတိုက်ခိုက်ရာမှာ AI ကိုပါအလုံးရင်းနဲ့သုံးလာပါပြီ။ NBC News ရဲ့ဖော်ပြချက်အရအမေရိကန်ကဖာလန်တီယာကုမ္ပဏီကထုတ်လုပ်တဲ့ AI စနစ်တွေကိုသုံးပြီးပြစ်မှတ်တွေကိုရှာဖွေနေတယ်လို့သိခဲ့ရတာပါ။ဒီစနစ်ကထောက်လိုင်းသတင်းချက်လက်အများအများကိုအချိန်တိုတွင်းစစ်ထုတ်ပေးပါတယ်။အရင်ကရပ်ပေါင်းများစွာအချိန်ယူရတဲ့ပြစ်မှတ်ရှာဖွေမှုတွေကိုအခုတော့တနေ့ကိုပြစ်မှတ်ပေါင်း1000လောက်ထိရှာဖွေပြီး4နာရီအတွင်းတိုက်ခိုက်နိုင်တဲ့အဆင့်ကိုရောက်နေပါပြီ။ပြောရရင်အီရန်နေနဲ့သူတို့အိမ်မက်တောင်မမတ်ဖူးတဲ့ AI နည်းပညာတွေကိုဘလို့မှရှင်းနိုင်စရာအကြောင်းမရှိတော့ပါဘူး။အမေရိကန်ရဲ့အာကာသစစ်ပွဲကအီရန်ကိုနည်းပညာအရာတင်မကပဲဗျူဟာမြောက်ပါအထီးကျန်သွားစေခဲ့တာပါ။မလ9ရက်နေ့မှာရင်အီရန်ရဲ့အာကာသကွက်ကဲမှုဌာနတစ်ခုလုံးပြာကျသွားခဲ့ပြီလို့ Defense One ကအစီရင်ခံခဲ့ပါတယ်။ဒါဟာအီရန်အတွက်တော့တကယ်ကိုအကြီးကျယ်ထုံးတဲ့ချက်ပါပဲ။အီရန်ဟာအရင်ကဂျိုဒူ73စင်းလောက်ကိုအာကာသတွေကိုလွှတ်တင်ထားနိုင်ခဲ့ပေမယ့်အခုတော့အဲ့ဒီဂျိုဒူတွေကိုထိန်းချုပ်မဲ့ဌာနချုပ်မရှိတော့တဲ့အတွက်အဲ့ဒီဂျိုဒူတွေကအာကာသတွေမှာဘာမှအသုံးမကျတဲ့အမိုက်တွေလိုဖြစ်သွားရပါပြီ။ပိုပြီးဆိုတာကတော့အီရန်မှာအမေရိကန်ရဲ့ဂျိုဒူတွေကိုပြန်လည်တိုက်ခိုက်နိုင်တဲ့ဂျိုဒူဖြတ်လက်နက်လုံးဝမရှိတာပါပဲ။အီရန်ဟာအရင်ကတော့အရက်ဘတ်သုံးဂျိုဒူလိုင်းတွေကိုနှောက်ယှက်တာမျိုးလုပ်နိုင်ခဲ့ဘူးပေမယ့်အမေရိကန်စစ်တပ်ရဲ့ GPS စနစ်တွေကိုတော့ဘာမှမတတ်နိုင်ခဲ့ပါဘူး။အမေရိကန်နဲ့အစ္စရေးတို့ကပြစ်မှတ်ပေါင်း15000ကျော်ကိုအခုလိုစိတ်ကြိုက်တိုက်ခိုက်နေနိုင်တာကအီရန်ကသူတို့ကိုဘာမှပြန်မလုပ်နိုင်ဘူးဆိုတာကိုသက်သေပြနေတာပါ။နောက်ပြီးအီရန်မှာကိုပိုင်ဂျိုဒူလမ်းညွန်စနစ်လည်းမရှိတဲ့အတွက်တခြားနိုင်ငံတွေကိုပဲအားကိုးနေရပါတယ်။ Daily Sabah ရဲ့အဆိုအရကမ္ဘာပေါ်မှာဒီလိုစနစ်မျိုးကိုအမေရိကန်၊ဥရောပသမဂ္ဂတရုတ်နဲ့ရုရှားတို့ပဲပိုင်ဆိုင်ထားတာလို့သိရပါတယ်။တရုတ်ကတော့အမေရိကန်ရဲ့ဒေါသကိုကြောက်လို့အီရန်ကိုကူညီဖို့တွန်းဆုတ်နေနိုင်ပေမယ့်
ရုရှားကတော့အီရန်ကိုဂျော်ဒုပုံရိပ်တွေနဲ့နည်းပညာတွေကူညီပေးနိုင်တဲ့တအူတီသောမဟာမိတ်ဖြစ်နေပါတယ်။ဒါပေမဲ့ပူတင်သာအမေရိကန်နဲ့အပေးယူလုပ်ချင်လာရင်အီရန်ကိုတစ်စက္ကန့်အတွင်းမှာတင်လမ်းခွဲပစ်နိုင်တာကြောင့်အီရန်ရဲ့ခြေနေကတကယ်ကိုမရေမရာဖြစ်နေရတာပါ။ကဲအခုဆိုရင်အီရန်ရဲ့အမေရိကန်နဲ့အစ္စရေးကိုရင်ဆိုင်မှုကိစ္စကအိမ်မက်ဆိုးဖြစ်ဘယ်လိုပြောင်းလဲသွားလဲဆိုတာအားလုံးမြင်တွေ့ခဲ့ရပြီလို့ထင်ပါတယ်။အမေရိကန်ရဲ့အစိမ့်မြင့်နည်းပညာတွေရှိမှအီရန်ဟာမျက်စိကန်းနားမကြားပဲလက်နက်ချရမယ့်အခြေအနေကိုဆိုက်ရောက်နေပါပြီ။ဒါပေမဲ့ဒီစစ်ပွဲကဒီမှာရင်ရပ်သွားမှာလား။အီရန်ကိုအသက်ဆက်ပေးထားတဲ့နောက်ဆုံးအသက်ရှူပေါက်ကိုရောသူတို့ဘယ်လိုအသုံးချမှာလဲ။လောလောဆယ် Trump ကတော့ရာဇသံ9ရက်ထပ်ပေးထားပါတယ်။ဒီ9ရက်ပြည့်လို့မှအီရန်ဘက်ကမတုံ့ပြန်ရင်မြေလံခံရဖို့လည်းရှိနေတာပါ။အဲဒီအကြောင်းကိုသိချင်တော့ကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုကိုစောင့်ကြည့်ဖို့မမေ့ပါနဲ့ဦး။အခုဗီဒီယိုကိုသဘောကျရဆိုရင် like လုပ်ပေးခဲ့ပြီးစီရေးသတင်းတွေနဲ့နေပညာအသစ်စမ်းတွေကိုလက်မလွတ်တမ်းကြည့်နိုင်ဖို့ subscribe လုပ်လေးကိုလည်းနှိပ်ထားပေးကြပါအောင်ခင်ဗျာ။နောက်ထပ်ပိုပြီးလမ်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။